ticket ကိုတကယ်ပဲတနိုင်စောပြီးတော့ထုတ်ရမှာလားနောက်ကျသွားရင်ရောဘာဖြစ်မှာလဲစရန်နဲ့ပတ်သက်ပြီးဒီနေ့ sharing လုပ်ပြီးသွားပါမယ်အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပြည်ရထားလက်မှတ်ကို ဖုန်းနဲ့ဘယ်လိုဝယ်ရမလဲဆိုတာလေးကို share လုပ်ပေးသွားပါမယ်ဒီနေ့ဒီလိုက်ကြည့်ပြပါဦးအဆုံး ORGB လို့ရိုက်ကပါမယ်ရိုက်ပြီးသားဖြစ်ပေမဲ့အားလုံးသိအောင်လို့အစားအနေပြင်ရလိုက်ပါမယ် ORGB ဝေးလို့ပဲရိုက်ပြီးတော့ရှာကြည့်မယ်နော်ဒီမှာမြမမီးရထားမဆိုတဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါလိုင်းရလုံးတင်မဖတ်တဲ့အခါ Wi-Fi ကိုနှိမ့်ပိတ်ပြီးတော့ mobile data နဲ့အခုဖွင့်လိုက်ပါမယ်ဖုန်းနဲ့ဝယ်တဲ့အခါကြာတတ်ပါတယ်ဒီကယ်လို့ကိုက tablet လို့ laptop လို့ computer နဲ့ဝယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့မြန် website ထဲဝင်လို့ရသွားပါလိမ့်မယ်ခုနက Google နဲ့ဝင်တာအဆင်မပြေတော့ဒီတစ်ခေါက်တော့ Chrome နဲ့ဆန်းပြီးဝင်ကြည့်ပါမယ် Chrome နဲ့ကနေပြီးတော့ပဲ ORGB ဆိုပြီးတော့ပြန်ဖြတ်ပါမယ်ဖုန်းထဲကနေဆိုလို့ရှိရင်တော့ရပါတယ်အခုကနေပြည်ခီးစဉ်အတွက်ကိုဆိုတော့အရင်ဆုံးနှင်းကအသွားပြန်ခီးလေးလုပ်ပါမယ်အသွားပြန်ခီးလေးဒီလိုမျိုးစာမျက်နှာပေါ်လာပြီဆိုလို့ရှိရင်အသွားပြန်ဆိုပြီးနှိမ့်လိုက်ပါခီးစဉ်အစကနှင်းကရန်ကုန်ကသွားမှာဖြစ်ပါတယ်ခီးစဉ်ဆုံးကပြည်ကိုအသွားပြန်နေချင်းပြန်သွားမှာပေါ့နော်31ရက်နေ့စပြေးမှာမို့လို့31ရက်နေ့လို့ရွေးလိုက်ပါမယ်ပြန်တဲ့ရက်ကလည်း31ရက်နေ့ဖြစ်ပါတယ်လူကြီးတယောက်စာနဲ့နှင်းတို့ရှာဖွေပြီးဆိုတဲ့ခလုတ်ကလေးကိုနှိမ့်လိုက်ပါအဲ့ဒီမှာသူကဒီလိုမျိုးဒီမှာကတချို့လူတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးပဲပေါ်လာတယ်ရထားပုံစံမပေါ်လာဘူးဆိုတာဘာကြောင့်လဲဆိုလို့ရှိရင်ကိုသုံးနေတဲ့ Chrome ရဲ့ဒီဘက်အဆက်လေး30ရှိပါတယ်အဲ့ဘက်ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ဒီဘက်နားလေးမှာ desktop site ဆိုပြီးတော့ရှိမယ် desktop site ဆိုတာလေးကိုခလုတ်လေးနှိပ်လိုက်ပြီးဆိုတာနဲ့ရထားပုံလေးပေါ်လာမှာဖြစ်ပါတယ်ကိုကရထားပုံကြည့်တော့မှအဆင်ပြေမယ်ဆိုလို့ရှိရင်တော့ desktop site ခလုတ်လေးကိုနှိပ်ဖို့မမေ့ပါနဲ့နော်ဆိုတော့နှင်းက desktop site နဲ့ကြည့်ရတာသေးတယ်လို့ထင်တယ်ဆိုလို့ရှိရင်တော့အဆက်ကလေး30ကိုပြန်နှိပ်လိုက်ပါအောက်မှာ desktop site မှာတကင်ပေးရတာလေးကိုပြန်ဖြောက်လိုက်ပြီးဆိုတာနဲ့အခုဒီလိုမျိုးလေးပြန်ပေါ်လာပါလိမ့်မယ်ရန်ကုန်ဘက်ကနေသွားတဲ့ရထားမှတ်သမားကအဆန်ဆိုတဲ့ခီးစဉ်မှာပေါ်မှာဖြစ်ပါတယ်ရန်ကုန်ဘူတာကိုပြန်ဆိုင်တဲ့ခီးစဉ်အကုန်လုံးကိုတော့အစုံရထားအနေနဲ့သတ်မှတ်ပါတယ်နှင်းကရန်ကုန်ကနေသွားတဲ့အခါမှာရန်ကုန်ပြည်ခီးစဉ်အတွက်ကရထား2စင်းရှိပါတယ်တကယ်လို့ရထားရဲ့အဆုံးအစနံပါတ်တွေကိုကမသိဘူးဆိုလို့ရှိရင်တော့အချိန်လေးတော့မှတ်ထားပါ9နိုင်ခွဲထွက်တာကစပိန်ကြီးရဲ့မြူပါလူကြီးအခုစိတ်ဝင်စားနေ9နိုင်ခွဲရထားကိုပဲရွေးလိုက်ပါမယ်ရွေးပြီဆိုလို့ရှိရင်နင်ကပထမတန်းခုံလေးရွေးပါမယ်အစမ်းစနစ်လေးကိုရွေးလိုက်ပါမယ်ဆိုတော့ရွေးချင်ပြီဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုတာနဲ့သူကိုယ့်ရဲ့ခုံလေးရွေးပြီးသွားပြီဆိုလို့ရှိရင်အရှိတိုးဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါဒီမှာအနည်းကသွားပြန်ရွေးထားဆိုတော့ပြည်ဘက်ကနေပြီးတော့နှုတ်ပြန်မဲ့ရထားလေးကိုထပ်ပြီးရွေးရမှာပါ။ညနေရန်ကုန်ကိုလာတဲ့ရထားဆိုလို့ရှိရင်တော့အစုံဆိုပြီးမြင်ရပါတယ်။ဟို73နာရီဆိုတာမြန်မာစံတော်ချိန်နေ့လယ်တနာရီကိုပြောတာဖြစ်ပါတယ်။နေ့လယ်ဒီရင်မြင်နဲ့သွားပြီးအပြန်မှာ၄အိတ်နဲ့ပြန်နေပဲဆိုပါစို့နော်။ဒီထိုင်ကုန်မျိုးဆက်ရွေးချယ်ရန်ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ရိုးရမ်းလားအထက်တန်းလားကြည့်လို့ရပါတယ်။၄အိတ်မှာအထက်တန်းခုံကရန်ကုန်ထိဆိုလို့ရှိရင်တော့ဒီမှာထိုင်ကုန်ရွေးချယ်ရန်ခလုတ်လေးကိုနှိပ်လိုက်ပါ။နှိပ်ပြီးဆိုတာနဲ့တယောက်တည်းဆိုတော့နေ E2 ကိုပဲရွေးလိုက်ပါမယ်ရှေ့တို့ဆိုတဲ့ခလုတ်ထိုင်ကိုရွေးပြီးနေဒီမှာရွေးချယ်ပြီဆိုတဲ့အပြာရောင်ခလုတ်ကလေးကိုနှိပ်ပေးရပါမယ်โอเคဆိုပြီးနှိပ်လိုက်ပါဒီဟာဆိုလို့ရှိရင်နင်တို့နေချင်းပြန်ခရီးအတွက်ကိုသူကပြန်ပြီးတော့ပြပေးပါတယ်အဲ့နှစ်ခုလုံးအတွက်ကိုအောက်မှာစုပေါင်းဆိုတဲ့အမောင့်လေးကိုပေါင်းပြီးဖော်ပြပေးပါလိမ့်မယ်ဒါတွေအကုန်ပြီးသွားပြီဆိုလို့ရှိရင်ခရီးတဲ့နာမည်ထည့်ရပါပါဖုန်းနံပါတ်ဖြည့်ရမယ်အကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ရှေ့တို့ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပေးပါဒီမှာမဖတ်ခင်မှာဆိုလို့ရှိရင်သူကထပ်ပြီးတော့ကိုယ့်ရဲ့ဒီနံပါတ်အဆင့်ပေါ့နော်အဆင့်၄ဆင့်များဖြစ်တဲ့ခရီးတဲ့အချက်လက်ကိုထပ်ပြီးတော့စစ်ပေးရမှာပါကိုယ့်ရဲ့မှတ်ပုံတင်နဲ့မှန်နဲ့ဒီအကုန်လုံးကိုစစ်ပေးရပါမယ်ဆိုတော့ပြီးသွားပြီဆိုလို့ရှိရင်စီကန်းချက်တွေကိုပြန်ဖတ်ချင်တယ်ဆိုရင်အရှိဆုံးမှဒီကမှာပြန်ကြည့်လို့ရပါတယ်ဆိုတော့အကုန်လုံးပြီးသွားရင်ရှေ့တို့ဆိုတဲ့ခလုတ်ကိုနှိပ်ပါဝေပေးချင်မှုလှုပ်ဆောင်လို့ရပါပြီဆိုတော့ဒီမှာလူအများကတော့ MMQR နဲ့ပေးဆောင်ကြပါတယ်ဒီဘဏ်အကောင့်နဲ့လည်း MMQR ချိတ်ထားရဲဆိုလို့ရှိရင် MMQR နဲ့ပေးချေလို့ရပါတယ် process to payment ကိုနှိပ်လိုက်ပြီဆိုတာနဲ့ကိုဒီပေါ့နော်ရပါပြီကဲလို့နှင်းခုဝင်နေတဲ့ဖုန်းထဲမှာပဲဒီ KP တို့ဝေမှန်တွေရှိရဲဆိုတော့နှင်းရဒီမှာ CQR image ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်မယ် back key နဲ့မထွက်ဘဲနဲ့အလယ်ကနေ home key နဲ့ထွက်လိုက်ပါမယ်ထွက်ပြီးတော့ငွေပေးချင်မဲ့တဲ့ကိုသွားမှာပါဆိုတော့နေဝိမန်ကြီးရဲ့ကိုရောက်လာပါပြီရောက်ပြီဆိုလို့ရှိရင်နှင်းရခုန QR စကန်ကိုဖတ်မှာပါအဲ့ဒါကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာ gallery ကိုဝင်လိုက်ပါဝင်လိုက်ပြီဆိုတာနဲ့နင်းခုန QR လောက်ထားတဲ့ QR လေးကိုသူ auto download ဆွဲသွားပါလိမ့်မယ်ဝယ်တဲ့ရထားလက်မှတ်ရဲ့အမောင့်ဖော်ပြပါလိမ့်မယ် QR နဲ့ KB ဆိုလို့ရှိရင်တော့ဒီမှာ service charge အနေနဲ့300ထပ်ပြီးတော့သူတို့ဘက်ကနေတောင်းပါတယ်ဒီအဆင့်မှာကိုကရ
ရသွားပြီပေါ့နော်ဒီအဆင့်မှာပြီးသွားပြီကိုကငွေလည်းရှိတယ်အမောင့်လည်းရတယ်ပြီးအဆင်ပြေရဆိုလို့ရှိရင်ပေးချေမှုအောင်မြင်ပါသည်အခုလည်းမျိုးငွေပေးချေမှုအောင်မြင်ပါသည်ဆိုပြီးတော့ကြလာမှာပဲဖြစ်ပါတယ်အဲကြလို့ရှိရင်အခုဒီမှာဒီလိုလက်မှတ်ပုံစံလေးကြလာပါလိမ့်မယ်မျိုးစကန်ဒီလိုမျိုး screenshot ပဲရိုက်တင်ထားပေးဖို့လိုအပ်ပါတယ်တိမ်မွားပြီဆိုလို့ရှိရင်အဓိကအရေးကြီးတာကဒီအနန်းရှစ်လုံး MR ဘေးနာကကျူဟာနံပါတ်အောက်ကခဏန်းရှစ်လုံးကအရေးကြီးပါတယ်အဲ့နဲ့ဒီမှာဘူတာမှာသူတို့ကပြန်လက်မှတ်ထုတ်ကြတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ပြီးရထားလက်မှတ်ကိုဘယ်လိုဝယ်ရမလဲဆိုတာလေးကိုသိလောက်ပြီးထင်ပါတယ်ဒီမှာတတိထားရမှာလေးတွေကကိုကဒီ wifi နဲ့ဝယ်လိုက်လို့ line ရကျက်နေပြီးမရဘူးဆိုလို့ရှိရင်တော့ကိုကန်နဲ့ဝင်နေဆိုရင်ဒီ Chrome တို့ Mozilla Firefox တို့နဲ့ပြောင်းပြီးတော့ဝင်ကြည့်ပါပြီးတော့ data ဖွင့်ပြီးတော့ဝယ်ပါပြီးတော့လက်မှတ်ကိုဒီကျူဟာစကန်ရဲ့အောက်မှာဒီတနိုင်စောပြီးလာပါလက်မှတ်ထုတ်ပေးပါဆိုပြီးရေးထားပေးမယ်လေနည်းနည်းအမြဲတမ်းပေါ့နော်တနိုင်ထီတော့မဟုတ်ဘူးနိုင်ဝက်ဟိုတစ်ခေါက်ကဆိုလို့ရှိရင်9မိနစ်လောက်မှလိုသွားတဲ့ရောက်တဲ့အခါကြီးလေသူတို့ကလက်မှတ်တွေပါထုတ်ပေးပါတယ်တကယ်လို့တဦးတဲ့တရက်တောက်ထဲသမားဆိုလို့ရှိရင်လည်းလက်မှတ်မထုတ်ပဲစီးကျင်တယ်ဆိုလို့ရှိရင်ရထားပေါ်မတက်ခင်မှာလက်မှတ်စစ်တွေရှိရဲလက်မှတ်စစ်တွေကိုပြလိုက်လို့တယောက်တည်းမို့လို့ကျွန်တော်ဒီဟာနဲ့ပဲပြပြီးသွားမယ်ဆိုရင်သူတို့လက်ခံတယ်ဆိုလို့ရှိရင်ရထားပေါ်ဆက်ပြီးတက်ခွင့်ရမယ်တကယ်လို့သူတို့ကလည်းလက်မှတ်လေးတွတ်ထုတ်ပေးလိုက်ပါဆိုလို့ရှိရင်လည်းတွတ်ထုတ်ရမှာဖြစ်ပါတယ်ဟို DB ကနေပြီးတော့နှင်းတို့ကျင်ညာထားပေးမယ်နှင်းတို့တကယ်တမ်းသွားတဲ့အခါမှာလည်းလက်မှတ်တွေထုတ်ပြီးတော့မှရထားပေါ်တက်ခွင့်ရခဲ့ပါတယ်ဒါလေးဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလက်မှတ်မဖြတ်ဘူးသေးရဲ့လို့မဖြတ်တတ်သေးရဲ့လို့ရဲ့အတွက်ကိုတောင်းဆိုထားကြလို့ပြန်ပြီးတော့ပြောပြလိုက်ခြင်းဖြစ်ပါတယ်အားလုံးအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်တွေ့ပါအောင်မယ်ရှင်အားလုံးပဲတတာဒီချက်ကကိုတကယ်ပဲတနိုင်စောပြီးသွားထုတ်ရမှာလားနောက်ကျသွားရင်ရောဘာဖြစ်မှာလဲစရန်နဲ့ပတ်သက်ပြီးဒီနေ့ sharing လုပ်ပြီးသွားပါမယ်ဗီဒီယိုလေးကိုလိုက်ကြည့်ပေးပါဦးအရင်ဆုံးမြင်ရမှာကရန်ကုန်ဘူတာကြီးကိုအမြင်မြင်ရမယ်ပုံစံဖြစ်ပြီးတော့ဒီအောင်ဆိုနေတဲ့ရန်ကုန်ဘူတာကြီးကိုတော့ခီးစင်တစ်တွေပြေးဆွဲတဲ့အခါမှာလှလှပပမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်ဆိုတော့နင်တို့ဒီ e-ticket ထုတ်မဲ့အကြောင်းလေးဆက်ပြောကြရအောင်e-ticket ထုတ်မယ်ဆိုလို့ရှိရင်တော့လက်မှတ်အောက်ချိန်မှာပါတယ်လို့မျိုးတနိုင်စောပြီးလာစရာမလိုပါဘူး။နေ့အစောဆုံးမိနစ်30လောက်စောပြီးရောက်သွားတယ်။တချို့ရက်တွေဆိုလို့ရှိရင်တော့15မိနစ်လောက်အလိုမှရောက်သွားတယ်။ဆိုပေမဲ့လည်းကောင်တာကလက်မှတ်ထုတ်ပေးပါတယ်။ဟိုကစိတ်ပူတတ်တဲ့လူဆိုလို့ရှိရင်တော့နိုင်ဝက်အလိုစောပြီးသွားပါဒီလိုမျိုးလူများတဲ့ရက်တွေဆိုလို့ရှိရင်ယထာပေါ်တက်ခန့်နီးယထာလက်မှတ်ကထုတ်လို့မရသေးဘူးဆိုလို့ရှိရင်တော့စိုးရင်စိတ်ပုံများနိုင်ပါတယ်။ကောင်တာဝင်သွားမှလည်းအပေါ်မှာလိုက်နာရမယ့်စီမီစိတ်ကတ်တွေကိုခုလိုမျိုးဗန်နိုင်းပုတ်ကြီးအကြီးကြီးနဲ့လည်းထပ်ပြီးတော့ပြထားပါသေးတယ်။တချို့ဘူတာတွေမှာတစ်ကက်ရပြီးတာနဲ့ရထားပေါ်တန်းတက်လို့ရတာမျိုးရှိတယ်။ရန်ကုန်ဘူတာကြီးမှာတော့ထားပေါ်မရောက်ခင်လည်းဒီလိုမျိုးလက်မှတ်တွေထပ်စစ်ပါတယ်။ဆိုတော့တချို့ကတဦးတဲ့သမားတွေတစ်ကက်မထုတ်ပဲစီပြောပြီးတော့စီလို့ရတယ်လို့မျိုးနှစ်ဦးသုံးဦးသမားတွေလက်မှတ်မထုတ်ပဲစီတဲ့အခါလက်မှတ်စစ်တဲ့လူကတော့တစ်ကက်ပြန်ပြီးတော့ထုတ်ခိုင်းပါတယ်။တချို့ကလည်းစိတ်ပူတက်ပြီးတော့တစ်ကက်ကိုတက်ကြီးလာထုတ်တာမျိုးရှိတယ်။အဲ့လိုမျိုးပင်မခံစရာမလိုပဲနဲ့ကိုတကယ်ရထားစီရဲ့နေကြမှာဘူတာကိုနိုင်ဝက်လောက်စောပြီးရောက်နေရဆိုရင်တော့တစ်ကက်ထုတ်လို့ရပါတယ်။ရန်ကုန်ဘူတာကြီးမှာတော့ e-ticket ထုတ်တဲ့အခါမှာအပိုကြီးထပ်ပေးစရာမလိုဆိုပေမဲ့တချို့ဘူတာတွေမှာတော့ထုတ်ခငွေ1000ကျပ်နဲ့တောင်းတာမျိုးလည်းနှိမ့်ကြုံမှုပါတယ်အဲ့ဒီအခါကြလို့ရှိရင်လည်းကိုယ့်ဘက်ကပြက်ပြက်တသားမငြင်းဆိုလို့ရှိရင်တော့တောင်းတလောက်ပေးလိုက်ရမှာပဲဖြစ်ပါတယ်ဒီချင်းမြန်ခီးစဉ်သွားတဲ့ခီးတဲ့တွေအတွက်လည်းရန်ကုန်ဘူတာကြီးကနေပြီးတော့သွားပြန်တစ်ခါတည်းထုတ်ပေးတာမျိုးလည်းနှင်းကြုံခဲ့ပူပါတယ်ဆိုတော့ e-ticket ထုတ်ရမယ့်နေရာကဘူတာကြီးအဝင်ဘုံတရာနဲ့နေတဲ့အဝင်ပေါင်းမဟုတ်ပဲနဲ့ဒုတိယမြောက်အဝင်ပေါက်ပဲဖြစ်ပါတယ်ဒီအဆင့်တွေအကုန်လုံးကြော်ဖြတ်ပြီးတော့မှရထားပေါ်တက်ရမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်သိချင်တဲ့အကြောင်းအရာတွေရှိရဆိုလို့ရှိရင်တော့ comment မှာမှန်ခဲ့ပေးပါရှင်တတာ